ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးကိုမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲသူရိန်ဆွေဖြစ်ပါတယ်ကျွန်တော်ကတော့ The Sun Education ရဲ့ founder လေးဖြစ်ပါတယ်ဒီနေ့သွားမှာကခန်းကြီး Master New Version ရဲ့16လုံးမြောက်เนาะဖြစ်တဲ့စကားလုံးလေးကိုသွားပါမယ်16လုံးမြောက်စကားလုံးလေးဒီကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးပါပဲအပေါ်မှာကျွန်တော်တို့ပေါ့เนาะအတောင်ပံလေးပါပါတယ်အတောင်ပံလေးပါမယ်အောက်မှာကျတော့ကျွန်တော်တို့ကမတည့်ရက်ဒီဆိုတဲ့တာဆစ်ဆိုတဲ့ခန်းကြီးလေးပါပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကအလွယ်မှတ်မယ်ဆိုရင်ပေါ့เนาะအတောင်ပံနဲ့မတ်တရက်နေတာနောက်လာမဲ့သူလို့ကျွန်တော်တို့ကမှတ်လိုက်မယ်ပေါ့နော်အတောင်မှန်နဲ့မတရက်နေတာနောက်လာမဲ့သူနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုဖတ်ကြည့်မယ်ပေါ့နော်ယောခုရှူလာမီအပတ်ယောခုဂျစ်ဆိုလာမီရဲ့ယောခုတိုရှိလာမီနေနှစ်ယောခုအာစာလာမီမနက်เนาะဒီစတားပြထားတဲ့ဟာတော့ခန်းကြီး Master Overshin ရဲ့စကားလုံးလေးပဲဖြစ်ပါတယ် like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး